ကူးစက်ခံရမှုတွေကြောင့်လူအများစုကထိတ်လန့်သွားကြတယ်။မာနဲကတော့မထိတ်လန့်ဘူး။သူမိမသေဆုံးသွားကြတဲ့ကသူ့အရာအလုံးကိုဆုံးရှုံးခဲ့ပြီးသား။ဒါပေမဲ့သူ့ရဲ့တိတ်ဆိတ်ငြိမ်သက်တဲ့မြို့ကြီးဟာအော်ဟစ်တန်တွေပြေးလွှားတန်တွေသွေးတွေနဲ့ပြည့်နှက်နေတဲ့စစ်မြေပြင်တစ်ခုအဖြစ်ပြောင်းလဲသွားတဲ့အခါဘယ်သူမှရှောင်မလွတ်နိုင်တော့ဘူးဆိုတာသူသဘောပေါက်သွားတယ်။လမ်းတွေပေါ်မှာကူးစက်ခံထားရသူတွေပြည့်နှက်နေပြီးအစိုးရကလည်းထိန်းချုပ်နိုင်စွမ်းမရှိတော့တဲ့အခါမာနဲအတွက်တစ်ခုတည်းသောရွေးချယ်စရာကစပိန်နိုင်ငံရဲ့အပျက်အစီးတွေကြားတဲ့ကနေတိုက်ခိုက်ပြီးလမ်းဖွင့်ဖို့ပဲ Or maybe just the reason. ဇလန်ရဲ့အစဟာစပိန်နိုင်ငံရဲ့ရှေ့နေတယောက်ဖြစ်တဲ့မာနဲနဲ့သူဇနီးဂျူလီယာတို့နဲ့စတင်ပါတယ်။သူတို့ကသူ့အမဘယ်လန်ရဲ့အိမ်မှာရှိနေကြပြီးသူကတူတူလေးနဲ့စော်ကစားရင်းကြောင်လေးရဲ့ဗီဒီယိုတွေကိုပြနေပါတယ်။ခဏအကြာမှာမာနဲကပြန်ဖို့ပြင်လိုက်ပြီးခရီးသွားနေတဲ့သူ့ယောက်ျားကိုနှုတ်ဆက်ဖို့ပြောခိုင်းလိုက်တယ်။သူ့ယောက်ျားကစစ်ရေးတာဝန်နဲ့သွားနေတဲ့စစ်တပ်အရာရှိတယောက်ဖြစ်တယ်။မာနဲကသူ့ဇနီးဂျူလီယာနဲ့အတူကားထဲကိုဝင်ပြီးအိမ်ကိုပြန်လာခဲ့ကြတယ်။ဂျူလီယာကစိတ်မကောင်းဖြစ်နေပြီးသူ့ကိုစကားမပြောဘဲလိုက်လာတာကိုတွေ့ရတယ်။သူကဘာဖြစ်လို့လဲလို့မေးလိုက်တယ်။သူမကကိုပိုင်ကလေးတယောက်လိုချင်နေပြီ။ဘာကြောင့်သူကဒီအကြံကိုလက်မခံမှန်းနားမလည်နိုင်ဘူးလို့ပြောတယ်။အထူးသဖြင့်သူကကလေးတွေကိုချစ်ပြီးတူတူလေးနဲ့အမြဲတမ်းစော်ကစားတတ်တယ်။သူကအခုအချိန်မှာကလေးတယောက်အတွက်အဆင်သင့်မဖြစ်သေးဘူး။ဒီအကြောင်းကိုထပ်မပြောဖို့တောင်းဆိုတယ်။ရုတ်တရက်ကားတစ်စီးပေါ်လာပြီးသူတို့ကိုဝင်တိုက်လိုက်တယ်။ကံမကောင်းစွာနဲ့ပဲသူ့ဇနီးဂျူလီယာသေဆုံးသွားခဲ့တယ်။တစ်နှစ်တိတိကြာသွားခဲ့တယ်။သူ့ဇနီးသေဆုံးပြီးနောက်မှာမာနဲတယောက်တည်းပြင်းထန်တဲ့စိတ်ကြယောဂနဲ့နေထိုင်နေတာကိုတွေ့ရတယ်။သူမမသေးခင်ကသူနဲ့ရန်ဖြစ်ခဲ့တာကြောင့်အပြစ်ရှိသလိုခံစားနေရပြီးသူတို့မှာကလေးတယောက်ရှိခဲ့ရင်ကောင်းမှာပဲလို့တောင်းတနေမိတယ်။သူထိုင်နေတော့မှကဘာကြီးမှာဗိုင်းရပ်အသစ်တစ်ခုပြန့်နှံ့နေတဲ့အကြောင်းကြားလိုက်ရတယ်။သတင်းတွေမှာဒီဗိုင်းရပ်ကကိုရိုနာထက်ပိုဆိုးလိမ့်မယ်။အစိုးရကလည်းပြည်သူတွေကိုသတိထားဖို့တောင်းဆိုနေတယ်လို့ဆိုတယ်။သူကစိတ်သက်ကြနေပြီးတေးမလားရှင်မလားဂယုမစိုက်တော့ဘူး။နောက်ပိုင်းမှာသူ့လေကိုဝယ်ခြင်းနဲ့မိန်းကလေးနှစ်ယောက်နဲ့တွေ့တယ်။လေပေါ်တက်လိုက်တိုင်းသူ့မိန်းမကိုသတိရပြီးစိတ်မကောင်းဖြစ်ရလို့လှေကိုရောင်းချင်နေတာပဲဖြစ်တယ်။ဒါပေမဲ့သူ့အမတ်တရားတွေကလွှမ်းမိုးသွားပြီးမရောင်းမို့ငင်းဆန်လိုက်တယ်။ညဘက်မှာသူ့အမစီဖုံးဆက်ပြီးနေကောင်းလာမေးတယ်။လေကိုမရောင်းဖြစ်တော့ဘူးလို့ပြောပြတယ်။သူမကဘိုင်းရက်အသစ်အကြောင်းသူ့ကိုမေးတယ်။သူလည်းကြားမိတယ်လို့ပြောတယ်။သူမကအခြေအနေကနေတိုင်းပိုဆိုးလာနေတယ်။သူ့ယောက်ျားအလုပ်လုပ်တဲ့စစ်အခြေဆိုင်စခန်းကမိသားစုဝင်အားလုံးကိုဘေးကင်းအောင်ကနေရီကျွန်းစုကိုပို့ပေးနေတယ်လို့ပြောတယ်။သူမကသူတို့နဲ့အတူလိုက်ခဲ့ဖို့ပြောတယ်။သူကသူ့ကိုတယောက်တည်းနေခွင့်ပေးဖို့ပြောပေမဲ့သူမကဘယ်လ်ဂျီယံကိုသွားမဲ့ပထမအဆုံးလေယာဉ်ခရီးစဉ်မှာသူ့အတွက်နေရာတစ်ခုကြိုတင်မှာထားပြီးမနေ့ပြန်မဖြစ်မနေလိုက်ခဲ့ရမယ်လို့ပြောတယ်။သူလည်းသူ့အမကိုစိတ်မဆိုးစေချင်တာနဲ့သဘောတူလိုက်တယ်။နောက်နေ့မနက်မှာသူလေစိတ်သွားဖို့ပြင်ဆင်နေတာကိုတွေ့ရတယ်။အိမ်ကနေထွက်လိုက်တာနဲ့သူ့အိမ်နေချင်းတွေကမြို့ကနေထွက်ခွာဖို့ပစ္စည်းတွေထုတ်ပိုးနေကြတာကိုတွေ့ပြီးအံ့အားသင့်သွားတယ်။သူကြောက်သွားပြီးအခြေအနေကတကယ်ဆိုးနေပြီလို့ခံစားလိုက်ရတယ်။လေစိတ်ကိုရောက်တော့တက်စီဆောင်နေတယ်။သူ့ရဲ့ e-ticket ကစနစ်ထဲမှာမရှိတာကိုတွေ့ပြီးအံ့အားသင့်သွားတယ်။သူ့စိတ်ထဲကကြောက်စိတ်တွေပိုတိုးလာတယ်။ရုတ်တရက်လူတိုင်းရဲ့ဖုန်းတွေထဲကိုဗိုင်းရပ်ကစပိန်နိုင်ငံထဲရောက်လာပြီဆိုတဲ့သတင်းစကားတွေဝင်လာတယ်။လူတိုင်းထိတ်လန့်သွားကြတယ်။လူတစ်ယောက်ကလေစိတ်လုံခြုံရေးစီကတနက်ကိုလူယူပြီးခရီးသွားခြင်းစိမ့်နဲ့ဝန်ထမ်းတွေကိုစပြီးပြစ်ခတ်တော့တယ်။ဘယ်လန်ကသူ့မောင်စီဖုံးဆက်ပြီးအင်ကိုချက်ချင်းပြန်လာဖို့ပြောတယ်။ဘာလို့လဲဆိုတော့ဗိုင်းရပ်ကစပိန်မှာပြန့်နေပြီ။ကိုဆက်ခံထားရတဲ့သူဖုတ်ကောင်တစ်ကောင်နဲ့တွေ့ရင်သူ့ကိုကိုက်လိုက်မယ်လို့ပြောတယ်။ Infected person, a zombie. သူအိမ်ပြန်ဖို့ကားမောင်းထွက်လာပေမဲ့လမ်းကလုံးဝပိတ်ဆို့နေတယ်။တနာရီလောက်ကြာတော့စိတ်မရှိတော့ပဲကားထဲကထွက်ပြီးအင်ကိုလမ်းလျှောက်ပြန်လာခဲ့တယ်။ညဘက်မှာသူ့တိုက်ခန်းအဆောက်အအုံကိုရောက်လာပြီးသူ့အိမ်နီးချင်းတယောက်ကူးစက်ခံထားရတာကိုတွေ့ပြီးထိတ်လန့်သွားတယ်။အစိုးရကသူ့ကိုတခြားသူတွေမကူးစက်အောင်ကားစီကိုလမ်းလျှောက်သွားဖို့စက်မှုဥမင်လိုင်းကောင်းတစ်ခုလုပ်ပေးထားတယ်။ကလေးဆန်ရန်တကောင်လိုဖြစ်နေတဲ့သူ့အိမ်နီးချင်းကိုကြည့်ရင်မာနဲ့အရန်ကြောက်သွားတယ်။သူဘလောက်အန်ဒီရများတဲ့အခြေအနေမှာရှိနေလဲဆိုတာသဘောပေါက်ပြီးသူ့တိုက်ခန်းစီကိုတိတ်တိတ်ကလေးပြန်သွားတယ်။နောက်နေ့မှာလူမှုကွန်ရက်ကသတင်းတွေကိုကြည့်ရင်လူထောင်ပေါင်းများစွာကူးစက်ခံရပြီးဖောက်ကောင်တွေအဖြစ်ပြောင်းလဲသွားတာကိုအံ့အားသင့်စွာတွေ့လိုက်ရတယ်။အစိုးရကလည်းအခြေအနေကိုမထိန်ချုပ်နိုင်တော့ဘူး။သူအိမ်ထဲမှာပဲပုံနေဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့အစအစာလိုအပ်လာတယ်။သူစူပါမားကတ်ကိုဆင်းလာခဲ့တယ်။လူတွေကထိတ်လန့်တကြားနဲ့အရာအလုံးကိုလူယူနေကြတယ်။ယူစရာဘာတစ်ခုမှရှာမတွေ့တော့ဘူး။ Anything to take. He finds an empty bag of bread. An old man comes and snatches the bag from his hand. သူစူပါမားကတ်ရှိမှလမ်းလျှောက်လာပြီးကူးစက်ခံထားရတဲ့အရာရှိတယောက်ပြေးဝင်လာတာကိုတွေ့လိုက်တယ်။သူကစူပါမားကတ်ထဲဝင်ပြီးအတွင်းကနေတကားပိတ်လိုက်တယ်။မာနဲကအဲ့ဒီနေရာမှာရှုပ်ထွေးပြီးရက်နေခဲ့တယ်။အဲ့ဒီနောက်ဖုတ်ကောင်တစ်ကောင်ကအရာရှိတယောက်ကိုတိုက်ခိုက်ပြီးကိုက်လိုက်တာကိုတွေ့လိုက်ရတယ်။ဖုတ်ကောင်ကအစားအစာတွေကိုပြစ်ချပြီးမာနဲကိုတွေ့သားကသူ့ကိုတိုက်ခိုက်ဖို့ပြေးလာပေမဲ့အရာရှိတယောက်ကတနက်ထုတ်ပြီးဖုတ်ကောင်ကိုပြစ်တက်လိုက်ပြီးမာနဲကိုဒီနေရာကထွက်သွားဖို့ပြောလိုက်တယ်။သူထွက်ပြေးသွားခဲ့တယ်။သူအိမ်ပြန်ရောက်တော့ပြတင်းပေါက်နဲ့တကားတွေအားလုံးကိုပိတ်လိုက်တယ်။ခဏအကြာမှာစစ်တပ်ကသူ့
မျိုးကလူတွေကိုဘေးလွတ်ရာရွှေ့ပြောင်းပေးပြီးလုံခြုံတဲ့ဇုံတွေစီပို့ဆောင်ပေးမယ်ဆိုတဲ့ဖုန်းမက်ဆေ့တစ်စောင်ရရှိခဲ့တယ်ဒါပေမဲ့သူကမက်ဆေ့ကိုမယုံမဲသူ့အိမ်ထဲမှာပဲနေဖို့ဆုံးဖြတ်လိုက်တယ်ညတကောင်မှာစစ်တပ်ကမြို့ကိုရွှေ့ပြောင်းဖို့ရောက်လာတယ်မာနဲကသူ့အိမ်ထဲမှာပုံနေပြီးသူ့ကြောင်လေးကိုတိတ်တိတ်လေးနေအောင်ပွေထားလိုက်တယ်သူတို့ကသူ့ကိုမမြင်မဲတကယ်ထွက်ခွာသွားကြတယ်နှစ်ပတ်ကြာသွားပြီးမြို့ကြီးကလူသူမရှိတော့ဘူးပြဿနာကဆက်သွယ်ရေးလိုင်းတွေအားလုံးပြတ်တောက်သွားပြီးသူ့အမကိုဆက်သွယ်လို့မရတော့တာပဲပိုကြီးတဲ့ပြဿနာကသူ့မှာစားစရာတွေကုန်သွားပြီးအစားအစာရှာဖို့အပြင်ထွက်ရတော့မှဖြစ်တယ်သူဖုတ်ကောင်ကြိုက်တာကနေကာကွယ်ဖို့ရေငုတ်ဝစ်စုံကိုဝတ်လိုက်တယ်ပြီးတော့အိမ်တွေထဲဝင်ပြီးအစားအစာရှာရင်မြို့ထဲမှာလမ်းလျှောက်သွားတယ်မမျှော်လင့်မဲအိမ်တအိမ်နဲ့ဝင်သွားပြီးအဖွားကိုတယောက်ကိုတွေ့ပြီးအံ့အားသင့်သွားတယ်သူမကသူ့သားကသူမကိုထားသွားခဲ့တာဘာလို့လဲဆိုတော့သူမကအကြောတင်နေလို့ထွက်ပြေးတဲ့အခါခေါ်မသွားနိုင်ခဲ့ဘူးလို့ပြောပြတယ်မာနဲကစိတ်မပူဖို့နဲ့သူ့ကိုသူမရဲ့သားတယောက်လိုသဘောထားဖို့ပြောလိုက်တယ်အဖွားအိုကအစားအစာရှာတွေ့နိုင်မဲ့သူ့ပတ်ဝန်းကျင်ကအိမ်တချို့အကြောင်းပြောပြတယ်သူကအဲ့ဒီအိမ်တွေထဲဝင်ပြီးအစားအစာတွေရှာတွေ့ခဲ့တယ်ပြီးတော့အဖွားအိုစီပြန်လာပြီးအတူတူစားကြတယ်ညဘက်မှာသူထိုင်ပြီးတောက်နေတော့ရေဒီယိုကရုတ်တရက်ပွင့်လာတယ်လူတယောက်ကအားလုံးကိုကနေရီကျွန်းစုကိုသွားဖို့ပြောနေတာကြားလိုက်ရတယ်ဘာလို့လဲဆိုတော့အဲ့ဒီနေရာကအလုံးကြုံဆုံးနေရာမို့လို့ပဲသူကအဖွားအိုကိုဝေါ်ကီတော်ကီနဲ့စကားပြောပြီးကနေရီကျွန်းစုကိုအတူတူသွားဖို့ပြင်ဆင်ခိုင်းလိုက်တယ်သူမကသူ့ကိုသူအကြောတင်နေတာမို့ဝင်တော့ဝင်ဖို့ဖြစ်လိမ့်မယ်လို့ပြောတယ်သူကသူမကိုမထားခဲ့ဘူးလို့ချိန်ပြောလိုက်တယ်နောက်နေ့မှာသူအိတ်ကိုပြင်ပြီးအဖွားအိုကိုခေါ်ဖို့သွားခဲ့တယ်ဒါပေမဲ့သူမတည်ဆုံးနေတာကိုတွေ့ပြီးထိတ်လန့်သွားတယ်သူမကဝင်တော့ဝင်ဖို့မဖြစ်ရအောင်ကိုအဆုံးစီရင်သွားတာမှန်းသိလိုက်ရတယ်သူမချန်ထားခဲ့တဲ့ကျေးဇူးတင်စကားမှတ်စုလေးကိုတွေ့လိုက်ရတယ်ဖောက်ကောင်တကောင်ကသူ့ကိုတိုက်ခိုက်ပေမဲ့သူအပြက်ရှင်းပစ်လိုက်တယ်သူအိမ်ပြန်လာပြီးမြို့ထဲကဘလို့ထွက်ရမလဲဆိုတာစဉ်းစားတယ်သူ့လေကိုယူပြီးပင်လယ်ကနေထွက်ပြေးဖို့ဆုံးဖြတ်လိုက်တယ်သူ့ကြောင့်လေးကိုမော်ဒယ်ဆိုင်ကယ်ပေါ်တင်ပြီးစိတ်ကမ်းဘက်ကိုဦးတည်ထွက်ခွာခဲ့တယ်စူညံတန်ကြောင့်ဖောက်ကောင်တွေကနေရာတိုင်းကနေထွက်လာကြတယ်ဒါပေမဲ့သူအရှိန်မြင့်ပြီးသူတို့လက်ကနေလွတ်မြောက်သွားနိုင်ခဲ့တယ်စိတ်ကမ်းကိုရောက်တော့ဂိတ်တကားကိုတော့ခတ်လိုက်တယ်သူလေပေါ်တက်လိုက်ပေမဲ့ပင်လယ်ကြောင့်ပျက်စီးနေတာကိုတွေ့ပြီးအံ့အားသင့်သွားတယ်ဆက်နိုးဖို့စ조사ပေမဲ့အချီးနှီးပါပဲကံကောင်းစွာနဲ့ပဲတင်မော်တစီချင်းကပ်လာတာကိုတွေ့ပြီးအချက်ပြလိုက်တယ်ကဲတင်ချင်းတကာပွင့်လာပြီလို့သူခံစားလိုက်ရတယ်တင်မော်ကရက်လိုက်ပြီးသူတက်သွားခဲ့တယ်သူတို့ကသူ့ကိုအဆအဆကျွေးပြီးကောင်းကောင်းမွန်မွန်ဆက်ဆံကြတယ်တင်မော်ပိုင်ရှင်တွေကသူတို့ယူကရိန်းကလာတာလို့ပြောပြီးသူကလည်းစပိန်ကလာတာလို့ပြန်ပြောပြတယ်ဗေတာလို့ခေါ်တဲ့သူတို့ထဲကတယောက်ကစပိန်စကားနားလည်ပြီးမာနဲ့အတွက်ဘာသာပြန်ပေးတယ်တင်မော်ပိုင်ရှင်တွေကသူ့ကိုအစ်ဆက်နေတာတတိထားမိပေမဲ့သူတီးခံခဲ့တယ်ညဘက်အိတ်နေတော့စူညံတန်ကြားလို့ကြည့်လိုက်တော့အသက်ရှင်ကျန်ရစ်သူတစုအသက်ကက်လေးနဲ့တင်မောစီရောက်လာတာကိုတွေ့လိုက်ရတယ်နောက်နေ့မှာမာနဲကတင်မောပိုင်ရှင်တွေနဲ့ထိုင်နေတော့သူတို့ကမြို့ထဲကဘီလက်မြေဆက်ယုံတွေရဲ့တီနီယာကိုပြောပြဖို့တောင်းဆိုတယ်မာနဲကသူတို့ရဲ့တောင်းဆိုမှုကြောင့်အံ့အားသင့်သွားပေမဲ့တီနီယာတွေကိုပြောပြလိုက်တယ်တင်မောပတ်လက်လန်းရှောင်းနေရင်မင်းညကရောက်လာတဲ့လူတွေကိုမတွေ့မိတာသတိထားမိသွားတယ်သူဗစ်တာကိုသူတို့ပဲရောက်သွားလဲလို့မေးလိုက်တယ်ဗစ်တာကစိတ်ပူသွားပြီးဘယ်လူတွေလဲဘယ်သူမှမလာဘူးလို့ပြောလိုက်တယ်ဗစ်တာကမင်းသားထောင်မင်းဒီအကြောင်းထပ်ပြောရင်မင်းကိုငါတက်ပစ်မယ်လို့ပြောတယ်မာနဲကတခုခုမှနေပြီဆိုတာတီးပြီးတိတ်တိတ်လေးထွက်သွားဖို့ဆုံးဖြတ်လိုက်တယ်သူထွက်သွားဖို့ပြင်ဆင်နေတော့တင်မောအောက်မှာလူတွေပြန်ပေးဆွဲခံရပြီးချိုးတုတ်ခံထားရတာကိုသတိထားမိသွားတယ်သူတို့စီသွားပြီးလှုပ်ပေးဖို့ကြိုးစားတယ်ဒါပေမဲ့တင်မောပိုင်ရှင်ရောက်လာပြီးတစားကန်တယောက်ကိုတက်ပစ်လိုက်တယ်ပြီးတော့မာနဲကိုကြည့်ပြီးမင်းလဲတရားမယ်လို့ပြောလိုက်တယ်ဘေတာဝင်လာပြီးတင်မောပိုင်ရှင်ကိုအာရုံလွှဲလိုက်ချိန်မှာမာနဲကသူ့ကိုမတင်မချင်းထိုးတက်ပစ်လိုက်တယ်ဘေတာကသူတို့ထွက်ပြေးတင်ပြီဆိုတဲ့မာနဲရဲ့အကြံကိုသဘောတူလိုက်တယ်သူတို့အသက်ကလေးတစ်စီးယူပြီးထွက်ပြေးခဲ့ပေမဲ့တင်မောပိုင်ရှင်တွေကသူတို့ကိုတွေ့သွားပြီးပြစ်ခတ်ကြတယ်ဗစ်တာပခုံးမှာတန်းတဲ့ဒဏ်ရာရသွားတယ်မာနဲကကန်းချေကိုမရောက်မချင်းအရှိန်ကုန်လှော်ခတ်ခဲ့တယ်သူတို့အနီးဆုံးဆေးရုံကိုသွားဖို့ကားတစ်စီးယူခဲ့ကြတယ်ကားမောင်းနေရင်မာနဲကဗစ်တာကိုတင်မောကပတိန်ကဘာလို့ဘီလက်မြေတွေလိုချင်တာလဲလို့မေးလိုက်တယ်ဗစ်တာကကပတိန်ကဖုတ်ကောင်တွေစီကကာကွယ်ဖို့ခိုးလုံးစရာတစ်ခုစောက်ချင်နေတာအဲ့ဒါကိုသူ့အတွက်စောက်ပေးဖို့လူတွေကိုများများပြန်ပေးဆွဲဖို့စူးစမ်းနေတာလို့ပြောပြတယ်သူတို့ဆေးရုံကိုရောက်လာပြီးဖုတ်ကောင်တွေတိုက်ခိုက်တာကိုတွေ့ပြီးအံ့အားသင့်သွားတယ်မာနဲကသူ့စိတ်ကိုခိုင်ထားပြီးအပြင်ထွက်ခါသူတို့ကိုအပြက်ရှင်းပလိုက်တယ်ပြီးတော့ဗစ်တာကိုခေါ်ပြီးဆေးရုံနဲ့အမြန်ဝင်သွားတယ်သူ့ကိုအခက်တစ်ခက်နဲ့ထားခဲ့ပြီးတော့ခတ်လိုက်ကကြီးစံထုတ်ဖို့ကရိယာတွေရှာဖွေခဲ့တယ်လမ်းလျှောက်နေရင်လူတွေရဲ့အတန်ကိုကြားလိုက်ရတယ်အတန်လာရစီသွားပြီးခမရတို့ရဲ့အကူအညီလိုပါတယ်ဒဏ်ရာရထားတဲ့လူတစ်ယောက်ကျုံနဲ့အတူရှိနေတယ်လို့အော်ခေါ်လိုက်တယ်သူနာပြုဆရာမတစ်ယောက်နဲ့ဆရာဝန်တစ်ယောက်ထွက်လာတယ်သူတို့နဲ့အတူကလေး၃ယောက်လည်းရှိနေတယ်သူမကကြီးစံထုတ်ဖို့ဗစ်တာကိုခွဲစိတ်ခန်းစီခေါ်သွားတယ်ညဘက်မှာသူကဆရာဝန်နဲ့သူနာပြုဆရာမကိုမေးကြည့်တယ်ကလေးတွေရဲ့မိဘတွေကဆေးရုံမှာတည်ဆုံသွားတာမို့သူတို့ကိုစောင့်ရှောက်မဲ့သူမရှိတော့ဘူးလို့ပြောတယ်နောက်နေ့မှာမာနဲကသတင်းပေါက်ကနေအပြင်ကိုကြည့်လိုက်တော့ဆေးရုံပိုင်ရဟတ်ရင်တစည်းကိုတွေ့ပြီးအံ့အားသင့်သွားတယ်ဒါပေမဲ့ပြဿနာကဖောက်ကောင်တွေကအဲ့ဒီပတ်ဝန်းကျင်မှာဝိုင်းနေတာပဲခဏအကြာမှာသူ့မွေဝိုင်းဖုန်းကဆက်သွယ်မှုရသွားတယ်သူအမစီကမက်ဆေ့များစွာရောက်နေတာကိုတွေ့လိုက်ရတယ်သူမပို့ထားတဲ့မက်ဆေ့တွေဗီဒီယိုတွေကိုကြည့်ရင်သူ့အမကိုလွမ်းလို့ငုံမိတယ်သူမစီကိုငါအဆင်ပြေပါတယ်ငါကိုယုံကြည်လိုက်ပါမင်းရဲ့မောင်ကသူ့ရဲ့
ကောင်းတစ်ယောက်ပါအခွင့်အရေးရတာနဲ့မစ်စီကိုငါလာခဲ့မယ်လို့မက်ဆေ့ပြန်ပို့လိုက်တယ်ရုတ်တရက်တနက်တန်ကြားလိုက်ရပြီးတင်မော့ကပတိန်နဲ့သူ့အဖွဲ့သားတွေစိတ်ရုံကိုရောက်လာတာကိုတွေ့ပြီးအံ့အားသင့်သွားတယ်တခြားသူတွေကိုတတိပေးဖို့အောက်ကိုအမြန်ဆင်းသွားတယ်သူတို့အားလုံးရဟတ်ရင်နဲ့ချက်ချင်းထွက်သွားရမယ်လို့ပြောလိုက်တယ်သူတို့ထွက်ပြေးနေတော့ဖုတ်ကောင်တစ်ကောင်ပေါ်လာပြီးဆရာဝန်ကိုကိုက်လိုက်တယ်ဆရာဝန်ကမိနစ်ပိုင်းအတွင်းသူပြောင်းလဲသွားတော့မယ်ဆိုတာသိပြီးမျှော်လင့်ချက်မရှိတော့ဘူးလို့ပြောလိုက်တယ်မင်းတို့ဆက်သွားပြီးကိုကဲတင်ကြပါငါ့ကိုဒီမှာထားခဲ့ပါဖြစ်လာမယ့်အရာကိုငါလက်ခံတယ်ဒါပေမဲ့ကျေးဇူးပြုပြီးကလေးတွေကိုကောက်ွယ်ပေးပါလို့ပြောတယ်သူတို့နှုတ်ဆက်ပြီးထွက်ခွာခဲ့ကြတယ်သူတို့ထွက်ပေါက်ခဲ့စီရောက်သွားပေမဲ့နေရာတိုင်းမှာဖုတ်ကောင်တွေကြီးပဲမာနဲကအခြေအနေကိုစောင့်ကြည့်နေတယ်အချိန်အခါတင်တာနဲ့တခြားသူတွေကိုဖျက်သွားဖို့အချက်ပြလိုက်တယ်သူနာပြုဆရာမကကလေးနှစ်ယောက်ကိုခေါ်ပြီးတိတ်လေးဖျက်သွားတယ်ပြီးတော့ဗစ်တာကသူတို့နောက်ကလိုက်သွားတယ်မာနဲရဲ့နောက်ွယ်မှာကြောက်ပြီးပုံနေတဲ့ကလေးတယောက်ပဲကျန်တော့တယ်သူကကလေးလက်ကိုကိုင်းအားပေးပြီးဖြည်းဖြည်းချင်းရွှေ့လိုက်တယ်ရုတ်တရက်ဖုတ်ကောင်တွေကသူ့ကိုတွေ့ပြီးတိုက်ခိုက်ကြတယ်မာနဲကကလေးကိုအမြန်ခေါ်ပြီးအခန်းတစ်ခန်းထဲဝင်ကတော့ခတ်လိုက်တယ်ဒီအချိန်မှာအဖွဲ့ဆိုးတွေကဆေးရုံဝင်ပေါက်မှာဖုတ်ကောင်တွေကိုတတ်နေကြတယ်ဗစ်တာနဲ့မာနဲတို့အထက်မှာပုံနေတာကိုသူတို့မသိကြဘူးမာနဲကအဖွဲ့ဆိုးတွေထွက်သွားပြီဆိုတာသိကြတဲ့အထိဆောင်တယ်သူထွက်လာပြီးကျန်တဲ့အဖွဲ့တွေနဲ့တွေ့ကပြတင်းပေါက်ကနေအပြင်ကိုကြည့်လိုက်တယ်ဖုတ်ကောင်တွေကရဟတ်ရင်ကိုဝိုင်းနေတော့မယ်သူဆေးရုံကတထုတိုင်အားလုံးကိုယူပြီးသူတို့ပတ်လည်မှာအကာအကွယ်တစ်ခုလုပ်လိုက်တယ်ရဟတ်ရင်စီမရောက်မချင်းသူတို့ဒီအတိုင်းဆက်သွားနေကြတယ်ဒါပေမဲ့ပြဿနာကရဟတ်ရင်ကိုဘယ်လိုဆက်နှိုးရမလဲသူတို့မသိတာပဲမာနဲကဗစ်တာကိုဆက်နှိုးဖို့စ조사ခိုင်းပြီးသူကဖုတ်ကောင်တွေကိုတတ်ဖို့အောက်ဆင်းသွားတယ်သူအပြင်ထွက်ပြီးရဟတ်ရင်နာကဖုတ်ကောင်တချို့ကိုတက်ပစ်လိုက်တယ်ဗစ်တာကရဟတ်ရင်ကိုဆက်နှိုးနိုင်ခဲ့ပေမဲ့အဖွဲ့ဆိုးတွေကတန်ကြပြီးသူတို့စီချင်းကပ်လာကြတယ် But the gang hears the sound and approaches them. Manel uses မာနဲကခေါင်းသုံးပြီးအဖွဲ့ဆိုးတွေကိုအာရုံလွှဲဖို့တန်တကားကိုဖွင့်ပေးလိုက်တယ်ဖုတ်ကောင်တွေဝင်လာပြီးအဖွဲ့ဆိုးတွေကိုတိုက်ခိုက်စေခဲ့တယ်ဗစ်တာကရဟတ်ရင်နဲ့ပြန်တက်သွားပြီးမာနဲအတွက်ကျိုးတစ်ချောင်းပစ်ချပေးလိုက်တယ်သူကျိုးကိုတွဲတက်ပြီးရဟတ်ရင်နဲ့ဝင်နိုင်ခဲ့တယ်သူတို့လွတ်မြောက်သွားလို့ပျော်ရွှင်နေကြတယ်သူကဗစ်တာကိုကနေရီကျွန်းစုကိုသွားဖို့ပြောတယ်ဘာလို့လဲဆိုတော့အဲ့ဒီနေရာကဘေးကင်းလို့ပဲ3နာရီကြာပြီးနောက်မာနဲရဲ့အမစီကဖုံးဝင်လာတယ်သူကဟုတ်တယ်အမငါလာနေပြီလို့ပြောလိုက်တယ်ဒါပေမဲ့တုံလုံးဆရာကသူ့အမကပြန်လှည့်ဖို့ပြောလိုက်တာပဲဘာလို့လဲဆိုတော့ဖုတ်ကောင်တွေကကနေရီကျွန်းစုကိုတိုက်ခိုက်ပြီးလုံးဝတိမ်ပိုက်လိုက်လို့ပဲသူတို့အားလုံးထိတ်လန့်သွားပြီးဘယ်ကိုသွားရမှန်းမသိလမ်းတွေပြောက်ကဇလန်းလေးကပြီးဆုံးသွားပါတော့တယ်